9000ကျော်တန်းကျွန်တော်တို့ဒါချင်းလုံကြီးလေးတွေပေါ့ဗျာနော်ကျွန်တော်တို့ဒါချင်းသီးတဲ့ရောင်းတဲ့ဆိုင်ဆိုတော့ကျွန်တော်ဒီနေ့လဲကျွန်တော်စိတ်ကြိုက်ဒီဇိုင်းလေးတွေပေါ့ဗျာနော်ကျွန်တော်ဒါစုစည်းပြီးတော့မှကျွန်တော်ပြပေးထားမယ်ဈေးတင်တာလေးတွေရောဈေးနည်းနည်းမြင့်တာလေးတွေရောနော်အဲ့ဒါလေးတွေကိုကျွန်တော်ပြပေးမယ်နှက်ခိုက်ကွင်းတစ်ကွင်းချင်းလေးကျွန်တော်ပြပေးမယ်ဒီနေ့ကတော့ဒါနှက်ခိုက်ကွင်းနေပေါ့ဗျာနော်ဒါဒီကောင်လေးဆိုရင်ကျွန်တော်တို့ကဒါ9000ကျော်ကြားတင်မယ်ပစ္စည်းကျွန်တော်တို့ချင်းတယ်တွေအကုန်လုံးကအိန္ဒိယချီအယောင်မကြောက်ဘူးရေမယုံဘူးနော်အိန္ဒိယချီဒီမှာအတွန်းပိုင်းကိုယ်ပိတ်လေးခံဝယ်ရင်ပို့ပြီးတော့မှအဆင်ပြေမယ်ကဲရချက်ဖြစ်မယ်ဒီတိုင်းလေးလဲကျွန်တော်တို့ဒါဝက်လို့ရလဲအဆင်ပြေပါတယ်ထူထူထဲထဲလေးဝယ်ရမယ်ဒီကောင်လေးဆိုဘာဖြစ်လို့ဆိုတော့အပွင့်လေးကများတဲ့အတွက်ကြောင့်မို့ပါဗျာနော်ဒါလေးဆိုရင်အိန္ဒိယချီအယောင်မကြားရေမယုံကျွန်တော်တို့ဒါနှက်ကိုက်ကွင်းတစ်ကွင်းချင်းဟိုမှာနှက်ကိုက်ပို့ဝစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒါပြောင်စာလေးတွေကျွန်တော်အိန္ဒိယချီပေါ့နော်ဒီလိုမျိုးပြောင်စာလေးတွေကျွန်တော်တို့ရှိပါတယ်ကျွန်တော်တို့ဒါတကိုက်ကို1000 တမိုက်လိုတလောက်လေးလည်းဖြတ်လို့ရတယ်ကျွန်တော်တို့ဒါ1 set လုပ်ဖို့အတွက်ကျွန်တော်အင်ကြီးစာလေးလည်းကျွန်တော်တို့ဒါဖြတ်လို့ရမယ်နော်ဒါလေးဆိုရင်ကျွန်တော်တို့ဒါအနှစ်ခံမှာကာလာပြောင်းလေးတွေကျွန်တော်တို့ဒါထက်ရှိအောင်မယ်ကျွန်တော်ဒီနေ့ပြသွားမှာကဒီဇိုင်းပဲပြသွားမယ်ကာလာတွေကတော့ကျွန်တော်တို့ဒါကိုစီမှာရှိကြမယ်နော်ဒီမှာအပြာရောင်လေးဒီထဲမှာလည်းကာလာတွေကျွန်တော်တို့ဒါထက်ရှိမယ်ဒီကောင်ဆိုတော့ကျွန်တော်တို့ဒါချီကန်ပိုးဖောက်ပေါ့ဗျာအပြည့်စင်လေးအပေါ်မှာကျွန်တော်တို့အပွင့်လေးတွေအပိုးဖောက်ထားတာချီကန်ပိုးပေါက်နှက်ကိုက်ကွင်းတစ်ကွင်းချင်းလေးကာလာကန်တွေလည်းရတယ်ဒီထဲမှာဆိုကာလာကန်တွေရှိမယ်နော်ကျွန်တော်တို့ဒါတခြားကာလာတွေအဖြူတွေအနီတွေအနက်တွေနော်အပြာနော်ခရမ်းအစုံပဲနော်ဒီမှာအတွန်းထဲမှာဆိုလဲချီလုံးဝမရှုပ်တဲ့ဒီဇိုင်းလေးနော်ကော်ပေလေးခံဝင်လဲပို့ပြီးတော့မှအဆင်ပြေမယ်ကဲရချက်ရဖြစ်မယ်နော်နှက်ကိုက်ကွင်းတစ်ကွင်းချင်းလေးကျွန်တော်ခုနကပြောသလိုပဲခွန်းပို့ဝစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့နှက်ကိုက်ကွင်းကြော်ဝစ်ချင်တယ်ဆိုရင်တော့ပြောင်စာလေးထိုးပြီးမှဝက်ရမယ်နော်2000ကျော်တန်းလေးဒီကောင်လေးဆိုရင်ကျွန်တော်တို့ကဒါကတော့စစ်ပန်းတိုးပေါ့ဗျာအပွင့်လေးတွေကစစ်ပန်းတိုးဒါကျွန်တော်တို့ဒါဈေးနှုန်းလေးတင်းတင်လေးနဲ့လှလှပပလေးဝက်လို့ရအောင်ကျွန်တော်တို့ကဒါ2000ကျော်တန်းပစ္စည်းလေးဒါတကွင်းချင်းလေး1 set ဆိုရင်လည်းဒီကောင်က1 setကိုမှဒီလိုကြီးပဲ3ကိုက်ရမယ်နော်အဲ့ဒါဆိုတော့3000ကျော်သွားမယ်လေနော်ဒါလေးဆိုတော့ဒါ2000ကျော်နော်2000ကျော်ဒီကောင်လေးဆိုရင်ဒါဟိုပါပေါ့ခေါင်းဆောင်လေးတွေနော်ပလိုင်းလေးတွေလူပုံလေးတွေဒီလိုမျိုးလေးတွေကိုစစ်ပန်းထိုးထားတာအတွန်းထဲမှာသူကဒီလိုမျိုးလေးကော်ပိတ်လေးခံဝင်တော့ပို့ပြီးအဆင်ပြေမယ်အခုကတော့ပရှက်ပေါ့နော်ပေါ့ပါလေးနော်အပွင့်လေးတွေကလက်ရက်မဟုတ်ဘူးစက်ပန်းထိုးဒီလိုမျိုးကျွန်တော်တို့ဒါစက်ပန်းထိုးလေးလည်းရတယ်ပေါ့ဗျာနော်ဒီကောင်လေးကတော့ကျွန်တော်တို့ဒါရိုးရတဲ့စစ်ပေါ့နော်ဒါတီးတိမ်လေးပေါ့နော်တီးတိမ်ရိုးရလေးဟိုမှာကျွန်တော်တို့ဒါရှယ်ချိတ်ပါတယ်ရှယ်ချိတ်လေးဆိုတာဒီမှာချိတ်လိုင်းစင်းလေးဖြူလေးတွေချိတ်လိုင်းစင်းလေးပါမယ်နော်ချိတ်လိုင်းစင်းလေးမပါရင်တော့ကျွန်တော်တို့ကဒါဈေးနှုန်းညော့မယ်နော်အဲ့ဒီထဲမှာကျွန်တော်တို့ကကာလာတွေလည်းထက်ရှိအောင်မယ်နော်အခုဒီကောင်လေးဆိုရင်ဒါ3000ကျော်ပေါ့ဗျာနော်1 set ဝက်ဖို့အတွက်လည်းကျွန်တော်တို့ဒါ1 set တွေရှိတယ်ဒါမှမဟုတ်ဘူးကွာအပေါ်ကနေအင်ကြီးဒီသူ့ရဲ့ရိုးရကျွန်တော်တို့ဒါအဖြူရောင်အစဒီလိုမျိုးအင်ကြီးစားလဲတက်လာတယ်ဒီကောင်လေးက2000ကျော်မယ်နော်ဒီလိုမျိုးလေးဒါဆိုရင်ကျွန်တော်တို့ဒါ3000ကျော်တန်ပစ္စည်းပေါ့ဗျာနော်အိန္ဒိယချီအယောင်မကြောက်ဘူးရေမယုံအနက်ကဆိုပြီးဖုံမသွားအောင်နော်ကဲဒီကောင်ထဲမှာဆိုရင်ကျွန်တော်တို့ကများသွားပြအနက်ခံနေပဲလာတာများတာပေါ့လေနော်ဒီလိုမျိုးလေးနော်ဒီကောင်လေးဆိုရင်ကျွန်တော်ဒါ9000ကျော်ကြားတင်မယ်ထူထူထဲထဲလေးနဲ့ရိုးရစဉ်လှလှလေးနော်မြိုင်လေးဝဲရမယ်ဒီမှာအတွန်းပိုင်းနော်ဒီလိုအတွန်းပိုင်းနော်ကဲရချက်ရဖြစ်အောင်ကျွန်တော်ခုနကပြောသလိုပဲကော်ပိတ်လေးခံဝဲတော့ပို့ပြီးတော့မှအဆင်ပြေမယ်ပို့ပြီးတော့မှလည်းလှမယ်သူကတော့အဆင်လေးကနည်းနည်းလေးဗလာလေးတွေပါတဲ့အတွက်ကြောင့်မို့ကော်ပိတ်လေးခံဝဲတော့ပို့ပြီးတော့မှကောင်းမယ်ပေါ့ဗျာနော်အိန္ဒိယချီနော်အယောင်မကြောက်ရေမယုံကျွန်တော်တို့ချင်းတွေအကုန်လုံးကအိန္ဒိယချီဒါလေးကိုကျွန်တော်အထူးအမြဲတမ်းပြောပါတယ်နော်ဟုတ်ကဲ့ပါဗျကျွန်တော်ဒါချက်ခုတ်တွေလည်းကျွန်တော်တို့အစုံရှိပါတယ်ဒီကာလာတွေထက်ရှိအောင်မယ်နော်ကျွန်တော်ဒီကောင်လေးတွေကတော့ဒါအနက်ခံမဲ့လာတာပေါ့ဗျာနော်အနက်ခံမဲ့လာမယ်ဒီဇိုင်းတွေကအစုံလာမယ်ဒီဇိုင်းလေးတွေကနော်ဒီဇိုင်းလေးအစုံလာမယ်သူကတော့2000ကျော်မယ်နော်2000ပတ်ချလည်းရှိမယ်နော်ဒီမှာပြက်လွန်းစင်လေးတွေပေါ့ပါလေးမှာကြည့်ပေါ့ပါလေးနော်အိန္ဒိယချီအယောင်မကြရေမယုံအနက်ခံဆိုပြီးဖုံမသွားဘူးနော်ပေါ့ပါလေးနော်ကဲဒီကောင်လေးဆိုရင်လည်းအင်မတန်အကြိုက်များကြတဲ့ပစ္စည်းလေးပေါ့ဗျာကျွန်တော်ပန်းဒီဇိုင်းလေးတောင်စလက်ပန်းလို့လည်းခေါ်တယ်နော်ဒီကောင်လေးတွေဆိုရင်ကျွန်တော်တို့က9000ကျော်အနီရောင်လေးရှိမယ်အဖြူရောင်ရှိမယ်အနက်ရောင်လေးရှိမယ်ပြီးရင်ခရမ်းတို့အပြာတို့လည်းထက်ရှိသေးတယ်နော်ဒီကောင်လေးဆိုရင်လည်းဒါ9000ကျော်လက်ရက်လက်ကောက်တယ်ဒီကောင်လက်ရက်ဒီမှာအတွန်းပိုင်းနော်ဒီမှာအပြင်ပိုင်းလေးပေါ့ပါလေးနဲ့ကော်ပိတ်လေးခံဝင်တော့ပို့ပြီးတော့မှအဆင်ပြေမယ်လက်ရက်လက်ကောက်တယ်လေးဒါလေးဆိုရင်လည်းကျွန်တော်တို့ခက်တဲ့လူနည်းနည်းလေးကျွန်တော်တို့ဒါရှားသွားပြီဒီဘက်ပိုင်းမှာနော်ဒီမှာ3ပန်းလေး
ဒီကောင်ဆိုရင်တုံပန်းကမှဒီဇိုင်းတစ်မျိုးပေါ့ဗျာတုံပန်းစင်တွေကတော့ကျွန်တော်တို့ကမျိုးစုံရှိတယ်နော်တုံပန်းစင်တွေကတော့မျိုးစုံအမျိုးအစားတွေအများကြီးရှိတယ်ကျွန်တော်တို့ဒါ2000ကျော်ကနေပြီးတော့မှကျွန်တော်တို့ဒါ4000ကျော်5000ကျော်အထိစားရှိတယ်တုံပန်းတွေကဘာတွေကွာသွားလဲဆိုရင်ကျွန်တော်တို့ကတိုင်အစိတ်အကျဲတွေကွာသွားမယ်နော်ပြီးရင်ထွီမိတ်တွေပါလာမပါလာတွေလွယ်ပြောရင်တော့အလွယ်ဆုံးပြောရင်တော့ကျွန်တော်တို့ခက်တာနဲ့လွယ်တာနဲ့ပေါ့ဗျာနော်အဲ့လိုမျိုးပြောရမှာပေါ့နော်ဒါအတွန်းပိုင်းเนาะအတွန်းတိုင်းမှာကျွန်တော်ဒါကော်ပိတ်လေးခံဝင်ပို့အဆင်ပြေမယ်ကဲ့ရက်ချက်ရက်လေးဒါမှမဟုတ်ဒီတိုင်းလေးဝတ်ချင်လဲရတယ်เนาะဒီမှာပေါ့ပါလေးနဲ့เนาะတုံပန်းလေးဒီကောင်လေးဆိုတော့ဒါ2000ကျော်မယ်เนาะအနက်ခံကမှဒီကောင်တော့ကာလာတစ်ယောင်ပဲလာမယ်ဒီဇိုင်းတစ်မျိုးပဲเนาะဒီထဲမှာဆိုရင်ဒါစင်တူဝတ်လို့ရမယ်ကာလာတစ်ယောင်ပဲလာမယ်အခုမြင်နေရတဲ့တစ်ယောင်ပဲเนาะပေါ့ပါလေးဟုတ်ပြီဗျာကျွန်တော်တို့ဒါဒီကောင်ကတော့မင်းတက်ပေါ့လေမင်းတက်ဒူနာဒီဝါကျတော့ရွှေကြီးလဲကန်လဲလာတယ်ကျွန်တော်ချီကန်လဲချီကန်ချီပေါက်တွေလဲလာအခုပြပေးတာတော့ဒါချီကန်ချီပေါက်ပေါ့ဗျာသူကတော့1000ကျော်ပဲကြားတင်မယ်เนาะသူကရွှေချီကန်ဆိုတာလဲလာသေးရဲ့เนาะပြီးရင်ကာလာတွေလဲထပ်လာတယ်ကာလာတွေကတော့အဖြူတွေအနီတွေအနက်တွေเนาะအဲ့လိုမျိုးလေးလဲအများကြီးလာတယ်သူကเนาะဒီလိုမျိုးကာလာစုံလာတယ်သူကတော့အခုပြတာကကျွန်တော်တို့ဒါတကွင်းချင်းကိုမှချီကန်ချီပေါက်ရွှေချီကန်လဲလာတယ်ရွှေချီကန်ထဲမှာလဲ1 set ရတယ်လို့ကျွန်တော်တို့ဒီလိုချီကန်ချီပေါက်ထဲမှာလဲ1 set တွေရတယ်เนาะဒါကတော့ရိုးရစင်လေးမင်းတက်ရိုးရစင်ဟိုမှာကျွန်တော်တို့ဒီကောင်ကတော့စစ်ရစ်တယ်ပေါ့เนาะဒါအတွန်းထဲမှာလဲလုံးဝချီမရှုပ်ဘူးเนาะစစ်ရကာလာတွေပေါ်တယ်เนาะကာလာတွေအများကြီးပဲရှိသေးတယ်ဒါတော့ခုနကကျွန်တော်ပြသွားတဲ့ဒါစစ်ပန်းထိုးပေါ့လေအဲ့ဒီဒီဇိုင်းကိုမှကျွန်တော်ဒါကာလာပေါ့เนาะဒီမှာเนาะကာလာကိုမှလိုင်းစင်းပေါ့เนาะဒါကတော့တီးတိမ်ကြားပေးထားတယ်เนาะလိုင်းစင်းလေးတွေကွာမယ်เนาะသူလည်းခုနပြောလို့1 set လည်းရှိတယ်တကွင်းချင်းလည်းရှိမယ်เนาะအခုပြလာတော့တကွင်းချင်းပေါ့เนาะတကွင်းချင်းကိုမှစစ်ပန်းထိုးဒါအတော်ပိုင်းလေးเนาะပေါ့ပါလေးနဲ့သူက2000ကျော်ဈေးတင်တာပေါ့ဗျာเนาะစစ်ပန်းထိုးဖြစ်တဲ့အတွက်ကြောင့်ပေါ့เนาะဒီလိုမျိုးလေးရမယ်ခဲဒီမှာဒါလေးကတော့ရိုးရစင်လေးပေါ့ဗျာเนาะရိုးရစင်လေးကိုမှကျွန်တော်ဒါ2000ကျော်เนาะ2000ကျော်လေးကိုမှဒီမှာလေးရက်လက်ကောက်ထဲလေးเนาะဒါလေးဆိုရှားသွားပြီပစ္စည်းမရှိတော့ဘူးเนาะဒါလေးတွေကျွန်တော်တို့အ ਨੇ ချင်းတော့ရအောင်မယ်เนาะအ ਨੇ ချင်းတော့ရအောင်မယ်ခက်တဲ့လူရှိရင်တော့ကျွန်တော်တို့ဒါထက်ရမှာပေါ့ဗျာခက်တဲ့လူမရှိရင်တော့ရဖို့ရတိတ်မသေးကြတော့ဘူးเนาะဒီလိုပစ္စည်းလေးတွေเนาะဒါလေးတွေရှိမယ်ဒါလေးဆို2000ကျော်ပဲရှိတာတိလား၄ရက်လက်ကောက်ထဲမှာ2000ကျော်เนาะဒါလေးကျော်အရန်တန်တယ်เนาะ၄ရက်ထဲလေးတွေကျွန်တော်ဇာညက်ပေါ့ဗျာเนาะဇာညက်တွေကတော့ကျွန်တော်တို့ဒါဒီကောင်လေးဆိုတော့ဒါ6000ကျော်မယ်เนาะ၄ရက်လက်ကောက်ထဲကျွန်တော်တို့ဒါမှာအတွန်းပိုင်းเนาะဒီကောင်လေးတွေဆိုတော့ဒါတကွင်းချင်းပြီးရင်ကျွန်တော်တို့ဒါချက်ခုတ်လိုမျိုးဒီလိုမျိုးတစ်ဖက်အင်ကြီးလုံးကြီးဆိုပြီးမှလည်းတက်လာတယ်เนาะအဲ့ကောင်လေးဆိုရင်2သိန်းကျော်3သိန်းကျော်ဆိုပြီးမှအစားရှိတယ်ဒီမှာအတွန်းပိုင်းเนาะဒါလုံးဝရိုးရအောင်မှာဇာညက်စစ်เนาะလေးရက်လက်ကောက်ထဲတကွင်းချင်း6000ကျော်မယ်เนาะဒီကောင်လေးဆိုတော့ဒါ6000ကျော်မယ်နှစ်ကိုက်ကွင်းတကွင်းချင်းเนาะလုံးဝရိုးရစင်ထဲမှာကျွန်တော်တို့ဒါပေါ့ပါလေးနဲ့ကျွန်တော်တို့ဒါလှကြီးဝဲရမယ်เนาะရိုးရဆက်ထဲရဆိုဒါလေးရွေးเนาะဒါလေးလည်းအရန်လှကဲကျွန်တော်တို့ဒါတုံပန်းပဲမှာပေါ့ဗျာတုံပန်းခုနကကျွန်တော်ရှေ့မှာပြောသလိုပဲတုံပန်းတွေကအများကြီးတည်းမှာကျွန်တော်ဒါဒီဇိုင်း2မျိုးပဲရွေးပေးထားတယ်နောက်ထပ်ကျွန်တော်တုံပန်းတွေထပ်ပြမယ်ဒီကောင်လေးဆိုရင်တော့ကျွန်တော်တို့မှာ tree mate ကလေးပါသွားတယ်tree mate ကလေးပါသွားတယ်နောက်ဒီကောင်လေးဆို3000ကျော်မယ်နောက်3000ကျော်မယ်သူကဒီထဲမှာလည်းကာလာတွေရှိမယ်ကာလာတွေဆိုအဝါရှိမယ်လောလောဆယ်ကာလာအဝါရှိမယ်အနီရှိမယ်အနစ်ရှိမယ်နော်အဲ့လိုမျိုးရှိမယ်လောလောဆယ်သူကလည်းကာလာလေးလာတယ်1 set ကလည်းရှိတယ်1 set ဆိုရင်ကျွန်တော်တို့ကဒါတပက်ပါမယ်ပဝါလေးပါမယ်အင်ကြီးပါမယ်လုံကြီးပါမယ်နောက်တစ်မျိုးကကြောပဝါမကြိုက်ဖဲနဲ့အင်ကြီးနဲ့လုံကြီးနဲ့လည်းတက်လာတယ်နော်ဒီဒီဇိုင်းလေးကပေါ့နော်အခုပြတာတော့ဒါနှစ်ကိုက်ကွင်းတစ်ကွင်းချင်းမှာကျွန်တော်တို့ဒါဈေးနှုန်းကတော့ဒါ3000ကျော်ပေါ့နော်ဈေးနှုန်းက3000ကျော်နောက်ကာလာလေးထပ်ရှိမယ်အတွန်းပိုင်းလေးနော်ကော်ပိတ်လေးခံဝင်ပိုအဆင့်ပြေတယ်နော်အဖြူဆိုတော့နော်မပါမဖြစ်ပေါ့ဗျာချင်းအောင်ဆိုဒီထဲမှာကတော့ကျွန်တော်တို့အနစ်တွေကိုမှကျွန်တော်တို့အနစ်ကန်အောင်မှဒီလိုမျိုးအပွင့်နေစိတ်ကလေးနဲ့ဒီဇိုင်းတွေကအမျိုးမျိုးပြောင်းသွားမှာကျွန်တော်ပင့်ကူပုံလေးလည်းပါတယ်တခြားပုံစံမျိုးလေးတွေမျိုးစုံပဲဒီထဲမှာကတော့လေသူကတော့2000ကျော်မယ်သူကတော့2000ကျော်မှာကျော်ပေါ့ပါလေးနဲ့အင်မတန်လူကြိုက်များတဲ့ချင်းအောင်ဆိုဒီဇိုင်းတွေအများကြီးလာတယ်များသွားပြင်အနစ်ခံမဲ့လာတာများတယ်တော့နှစ်ကိုက်ကွင်းတစ်ကွင်းချင်းအဲ့ဒါမှတော့သူက၄ရက်ထဲဟိုမှာသူကပြက်လွန်းသူကဒီဇိုင်းကအများကြီးလာတာအနက်ခံပို့များတယ်နော်အိန္ဒိယချီအယောင်မကြောက်ရေမယုံဘူးအနက်ခံဆိုပြီးဖုံမသွားဘူးနော်ဒါလေးတွေကကျွန်တော်တို့ဒါဒီနေ့ကတော့ကျွန်တော်စိတ်ကြိုက်ရွေးထားတဲ့နှစ်ကိုက်ကွင်းတစ်ကွင်းချင်းလေးပေါ့ဗျာဒီဇိုင်းကတော့ကျွန်တော်မှာတော့ချင်းတယ်ရောင်းတဲ့လူဆိုတော့ပစ္စည်းကတော့အများကြီးထက်ရှိသေးတာပေါ့နော်ဒါလေးတွေကိုကျွန်တော်နောက်နေ့မှာတရချင်းစီမှာကျွန်တော်အနေချင်းလေးကျွန်တော်ပြပေးသွားမယ်နော်ဒါနောက်နေ့မှာပြဆက်တော့တဒါ